အော်မေမီပါပါအခုကတော့ကျမတို့2ယောက်ပေါ့နော်ဝက်နိုင်ရုပ်စုပြုတ်သစားမှာပါအခုကတော့ဆိုင်ဝင်ရောက်ပါပြီဒီနေရာလေးကအမြဲသွားစားနေကြဆိုင်လေးပေါ့နော်ဒီဆိုင်မှာစားနေရတစ်နှစ်ကျော်ပြီဒီဆိုင်မှာကဝက်နိုင်ရုပ်စုပြုတ်ပြီးခောက်ဆွဲတွေလည်းရတယ်တခြား dumpling တို့ပါလည်းရတယ်ပေါ့နော်ကိုကတော့လာတိုင်းဝက်နိုင်ရုပ်စုပြုတ်တစ်ပွဲကတော့အမြဲစားတယ်ကိုကအများကြီးပါတယ်ဒါပေမဲ့ကိုကတော့ကော်အောင်စားရဘက်ကပေါ့နော်အရင်တိုက်တယ်ဒီရတာဝမ်းနေရဒီဆိုင်လိုမျိုးအလားတူရောင်းတဲ့ဆိုင်တွေပဲတရားမှအများကြီးရှိရပါတော့ကိုဒီဆိုင်အပြင်နောက်ထပ်3-4ဆိုင်လောက်ကို try ကြည့်ရဒါပေမဲ့ဒီဆိုင်ကအရာတာလောက်ပဲဆိုင်မှာစိတ်တိုင်းမကြတဲ့အပြင်လေဒီဆိုင်ကထည့်ပေးအဲ့ဝက်နိုင်ရုပ်ဆိုလို့ရှိရင်အသားတွေကအများကြီးအကြီးဆိုလို့ရှိရင်အဲ့ဝက်ရိုးပြုတ်ထားတဲ့အကြီးလေးကစိတ်ကြီးနဲ့အကျန်းကောင်းလာသေးလားအဲ့ဒါအောင်မလေးငရုတ်ဒီစိမ့်လေးတမယာကြီးလေးညှစ်လိုက်လို့ရှိရင်အိုးဘာနဲ့မှမလဲနိုင်ဘူးအဲ့လောက်ကောင်းပြီးအဲ့လောက်တန်းနေလို့ဈေးကအရန်ကြီးနေမလားဆိုလို့ရှင်လေ no လုံးဝစီးမကြည့်ဘူးတပွဲဥမှာဘတ်80တဲ့ဘတ်80ဆိုရဲပတ်စံလေးကွစ်တီကိုဆိုင်တော့နှစ်ပွဲစားလို့မရဘူးကွစ်တီကိုတပွဲတော့50-60ဖြစ်နေချိန်မှာဒီဟာတပွဲကတော့2ယောက်လောက်စားရင်တော့ easy စားလို့ရတယ်အဲ့လောက်ထိကိုကောင်းတယ်ကွာအမခံနေအဲ့ဝက်နိုင်ရုပ်စုပြုတ်စားမကောင်းဆိုပါအရိုက်ခံသေးတယ်ကိုကတော့တပွဲလုံးကုန်ပါတယ်ကိုတငယ်ချင်းကကြတော့သူကတပွဲလုံးမကုန်လို့အပြင်ပါဆယ်ထုတ်သွားတယ်အဲ့ဒါအပြင်မာတဲ့လူတွေအတွက်4ပွဲပါဆယ်ထုတ်သွားပါတယ်ဒါကတော့တယူးမှမကြောင်အကုန်စားပြည့်ချင်းလေးပါအားလုံးပဲ thanks for watching see you